မှာခွန်တီနေရကြတော့အတန်တစ်မျိုးနဲ့လောက်ပြောင်းလာရှိပါတယ်အတန်ကကြတော့နားထောင်နေတဲ့လူတွေလည်းရှိရယ်နားထောင်နေတဲ့လူတွေလည်းရှိရယ်ကိုကအခုမှစတော့တာဖြစ်တဲ့အတွက်ကြောင့်မလို့မှားသွားရင်လည်းပြန်ထုတ်ပြပေးဖို့ပြောချင်ပါတယ်ခွန်ပြောမယ်နော်တော့မော်လေးရင်စားလိုက်အောင်မယ်ပြကြမှာအားရှိမှပြောလို့ရမှာဆိုတော့ကဲဆိုလို့ရှိရင်ခွန်ရတဲ့နေ့ဒါလေးကိုအတန်လေးနဲ့အခုအတန်မဟုတ်ပါနဲ့တခြားအတန်လေးနဲ့ပဲဖြတ်တန်းလိုက်ရအောင်ကဲဒီနေ့မှာခွန်လို့ထားလာပါအခုဘာလို့မလဲဆိုတော့ရေလေးချိုးပါမယ်ဒီချိုးပြီးတော့ပါပြီဒီချိုးပြီးသွားရင်တော့အဝေးစားလေးလဲပါမယ်ခွင့်ရဒီတန်လေးကိုမကြိုက်ပါဘူးဆိုရင်ကြော်သွားလိုက်ပါကျေးဇူးတင်ပါတယ်ခွန်ကတော့နောက်ထပ်ဒီအတန်လေးနဲ့ပြောချင်မှာတော့မဟုတ်ပါဘူးအခုမှတော့ခွန်ကတော့အဝတ်စားလဲပြီးပါပြီအဲ့ဒီလဲပြီးသွားပြီဆိုရင်ဘေးကသစားပါတော့မယ်ဘေးကသစားပါမယ်ဘေးကသစားရင်လမ်းမဲလျှောက်သွားလိုက်ပါမယ်ကားနဲ့ဆိုအလုံးရှုံးလို့ပါကဲရတာပါရဲ့ကြားရွေးမလို့ပြီးရတော့ like subscribe လေးလုပ်ပေးကြပါဦးကျေးဇူးတင်ပါတယ်အခုတော့ဒီဗီဒီယိုလေးတရားချင်းအတွက်ကြောင့်1000နဲ့ပန်ကလေးပဲဝယ်စားလိုက်ပါမယ်စားပြီးပြီဆိုရင်ပြန်လာတော့မယ်ပြီးရင်တော့ကိုကြိုက်တဲ့ emoji လေးရမှန်းသွားပေးကြပါအောင် comment လေးဒီဗီဒီယိုလေးမှာမှန်းခဲ့ရင်လေဗီဒီယိုတစ်ပုဒ်နဲ့ပြန်ဖြည့်ပေးသွားပါမယ်every ad တော့ကျေးဇူးတင်ပါတယ် comment မှန်းတဲ့လူတိုင်းကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုမှာနှစ်ပုဒ်ကတော့ဖြည့်ပြီးပါပြီဒါပေမဲ့ကျန်တဲ့အပုဒ်တွေကမရှိလို့သူများတွေကမမှန်းကြပါဘူးတချို့တွေမှန်းပါတယ်ဒါပေမဲ့ emoji လေးတွေမို့လို့မဖြည့်ပေးရပါအခုတော့ဒါလေးမိမြိုင်းလိုက်ပါဦးမယ်ခဏလောက်ထိုင်လိုက်ပါဦးမယ်ဒီဗီဒီယိုလေးကတော့မနက်တစ်ပိုင်းနဲ့ပြီးသွားတော့မှာပါဘာမှကိုလုံးဆန်မရှိပါဘူးတခြားဗီဒီယိုတွေနဲ့မတူပါဘူးအခုကတော့အကြောင်းရင်းနဲ့ရှောက်လိုက်ပါမယ်စကားပြောလိုက်ပါဦးမယ်ဒီကတော့လိုက်လာပါဆိုင်ကမှထိုင်ပါမယ်ကိုသမင်းတက်ခွာခိုင်းရလို့ခွာရင်6ကြီးရှည်သွားမလားမသိပါကြောင်ဆိုအခုမှခွာရတာအေးနွားတာမခွာရပါအဲ့ဒါဆိုရင်တော့စမောင်းပါတော့မယ်ဟိုမှာလာနေပါပြီနေတော့လည်းမို့မြင်သွားလိုက်ပါတယ်ကျန်တော့ထိုင်ပါတယ်အဲ့ဒါကြီးခိုးလာပါတယ်သူတို့ကနေရလျှောက်ပတ်နေတာမကြည့်ဘူးလားမသိဘူးညဘက်လည်းလျှောက်ပတ်နေတာတူရောပဲသူဘယ်နှကောင်လောက်ရှိမှလည်းမသိဘူးခုခုံးပဲကိုသွားနေရလဲဆိုတော့ကရှိုးတော့သွားနေရတာပါကားလေးတော့ကြည့်မလို့ပြင်းနေဆိုရင်တော့မကြည့်ပါနဲ့ခုံးကဒီမှာပဲပြင်းစရာတွေကြည့်ပဲတင်မှာမလို့ပြင်းစရာတွေကြည့်ပဲဆိုရင်တော့ခုံးပဲသွားရိုက်ထားမှဖြစ်ပါတယ်အချိန်ပြည့်သွားတယ်ပတ်တူးပတ်တူးနဲ့တင်ပေးပါဟုတ်ပါတယ်အဲ့လိုပဲတင်ပေးပါကြားရင်တင်ပေးပါဦးကိုကအကြောင်းနဲ့ဘာလို့လာခြင်းလဲဆိုတော့ပတ်စံမလာကြောင်ရမ်းစားလို့ရပါတယ်အဲဒါကြောင့်မလို့ကြောင်းနဲ့လာတာပါ
ငွေအောင်ထွက်နေပါအဲ့ကြောင်မလို့ဒီဘက်ကနေပဲတွားလိုက်ပါတော့ဒီဘက်မှာပဲရက်လိုက်ပါတော့ကျောင်းကတော့အမထိုင်နေတော့ပါလာပါပြီဆရာသမားကြီးလာပါပြီသူ့ကိုဘယ်လိုနေမပေးလို့ရမလဲမသိပါဘူးအဲ့ကြောင့်လည်းချီပဲကောက်ပဲချီသွားပါတယ်ဒီခေါင်းဝတ်မှာနဲ့ကားလေးရှိမှမသိဘူးတက်ကြည့်မယ်ရုံးကလည်းမရှိပါရှိရတော့ရမအောက်ပဲပြင်စင်တာကောင်းပါဟုတ်မဆက်စုတင်ပါဒီနေ့တည့်ရပဲဒီလိုအတန်လုံးမှလားဆိုတော့ဟုတ်ပါတယ်တောင်းဆိုရသူရှိလို့ရှိရင်တော့ဒီနေ့တည့်ရထဲမဟုတ်ပါတခြားရက်တွေလည်းတောင်းဆိုရသူတွေနဲ့အတူတူလုပ်ပြကြမှာကိုကဒီကားလေးကိုကြိုက်ပါဒီကားလေးအမိုးဖြတ်လို့ရတယ်ဆိုတော့တော်တော်ပေါ်မှာလည်းတော်တော်နေမကြီးနေတဲ့အတွက်ကြောင့်မလို့ဒီကားလေးကိုပဲဝယ်ပါမယ်နောက်နေ့ကျမှဟိုဒီကားလေးကိုဝယ်ပါဘုံတော့မဟုတ်ပါဘူးတနိုင်ကြလောက်ပဲဝယ်ပါဒီပေါ်မှာလည်းစကားပြောရတဲ့နေရာလေးရှိပါတယ်ကျောင်းကညောင်းနေပြီလားမသိဘူးအဲဒါကြောင့်ဒီကောင်နဲ့မြင်မြင်တော့မေးမှရမှာပါဘာမင်းနေမှလည်းမသိပါဘူးအဲဒါကြောင့်မလို့ကားပဲတက်မောင်းလိုက်တော့ပါမယ်ဒီကားမဟုတ်ပါဘူးဆိုမှကိုအကားရမကြိုက်ပါဘူးဒီကားလေးပဲကြိုက်တာပူစီမလားပူစီကြောင်လားမသိဘူးသူ့ကိုစောင်းလိုက်ပါဦးသူရောက်ပြီလားမသိဘူးထားစစ်ကြည့်အောင်မသူရောက်နေရကြလားအဲ့ဒါကိုရင်းမျက်လက်ကိုပြရအောင်ပါပြပြီးပါအဲ့ဆိုရင်တော့မောင်းလို့ရတော့ပါအဲ့ဒီမနေ့တက်သွားကဲတော့ပါမယ်တိုင်ကဲပြီးကြမှလာယူပါတော့မယ်ကဲအခုတော့ဒီနေရာလေးပြင်းနေမှာဆိုလို့ရက်လိုက်ပါတော့မယ်အခုတော့ခွန်ရောက်ပါပြီအဲ့ဒါကြောင့်မလို့မိညောင်လေးကိုဆင်းခိုင်းလိုက်ပါတယ်ခွန်နာကဘာလို့ကားနဲ့မှတော့ရခြင်းလဲဆိုတော့မသိပါဘူးကားဘောမရှိတာမရှိတဲ့ကြောင်းရင်လက်ကမင်းလို့မရှိတာပါဟုတ်ပါတယ်လက်ကမင်းသားတာပါအဲ့ဒါကြောင့်မကားပြောက်သွားတာတက်နေပါတယ်ဒီကောင်ကလာရနေတုတ်လေးနဲ့နာတာအဲ့လိုမျိုးကိုယ်လိုက်ရင်တော့သူကတက်ပါတယ်ညယူလိုက်ကြနေပဲလာတက်တာလားမသိပါဘူးတောသားကြီးဆိုတော့ကဲနောက်ကဟာလေးကိုသွားပါနောက်မှာထိုင်ကုန်လေးရှိပါတယ်ဒီထိုင်ကုန်လေးရဲ့ဒီရှိရဟာမလုပ်ရတာလည်းမသိပါအဲ့ဒါမှထိုင်ရမယ်မလို့ထိုင်တာပါဒါပေမဲ့အပေါ်ရောက်သွားပါတယ်ဒီလိုမျိုးထိုးလို့ရှိရင်ဖြစ်ပါဘူးအခုခုံးကတော့ဘာသာမှမသိဘူးစင်းနေပဲဝင်ပုံးနေလိုက်ပါတယ်သူ့ကိုပြေးမှထားရခွေးကိုက်မှဆိုးလို့ပါခွေးအောင်လည်းကြားပါတော့အဲ့ဒါကြားရင်ကြားတဲ့အတိုင်းပဲနေပါဘာမှဆက်စုပါနဲ့ကြောင်ထားပြီးဝိန်းလုံးလိုက်ပါမယ်ငယ်ခွာရှူးရှူးတော့ပေါက်လိုက်ပါအဲ့လိုရှင်ဘလို့လေးမှမသိပါအဲ့လိုခြေထောက်ကြီးပစ်ထားတာပါကဲအခုတော့သွားပါတော့ဒီကဖူပန်နာလေးပါလေးရှိရင်ကောင်းပါပါမုံမာလို့ရတာပေါ့ဖူပန်နာမရှိဘူးဒါပေမဲ့ခါးလိုက်နေရနေရှိပါတယ်ဒါနဲ့ပြောရအောင်မယ်မိန်းကလေးအိမ်မှာလည်းဒီလိုလေပေါ်မြောက်နေတဲ့ဟာတွေရှိပါတယ်ဒါလည်းလေပေါ်မြောက်နေရလည်းမသိပါဘူးကဲအဲ့ဆိုတော့
ဒီနေ့မနက်ကတော့ပြီးပါပြီညနေရောင်စိုက်လိုက်ပါအောင်မယ်ဖေးရမော်နေပါသေးရဲ့ဒီမှာပါဖေးမှာညီရောမိန်းကလေးဖြစ်ပြီးတော့ညနေရောက်ပါပြီညနေရောက်ပြီဆိုတော့ရေချိုးပါရင်းရတော့ပူလို့ချစ်လို့ကောင်းပါတယ်ချိုးလို့ကောင်းပါတယ်ပြောတာပါရီပြန်လေးမမအောင်ဆိုပြီးမဲ့ကျမကတော့ပြောနေတဲ့ရီတော်ကြီးချင်လာပါဘာမှတော့မဟုတ်ပါဘူးကဲအခုကတော့ဘယ်ကြောမှလည်းသိကြလားဘဲမှမသွားပါဘူးဘာလို့ဘဲမှမသွားရခြင်းလဲဆိုတော့သွားမှာဒီလိုအလန်းပါဒီလိုလေးနဲ့ဒီလိုကားလေးစီးပြီးသွားမှာပါတော်တော်မိုက်တယ်မလားမမရဲ့မိုက်တယ်လို့ပြောပါဟုတ်ကဲ့ကဲခုခွန်းရတော့ဘလက်ပင်းတို့နေရာကိုရောက်သွားပါပြီစရပါခွန်းဖြိုပေးပါပဲဖြစ်ပါတယ်အခုခွန်းရတော့ဒီဝတ်ဆောင်ရင်းနဲ့အရင်ဖြိုပေးပါပိတ်သက်ကြီးရလာတော့မများပါဘူးဆိုင်းရင်မို့တော့အောင်တကူလို့တော့ပေါ့ဒီမှာပါပိတ်သက်ကြီးရတယ်နည်းနည်းလေးပဲရှိတာပါထပ်ပြီးအပြည့်လို့မရပါဘူးလားမသိဘူးဟောမှာပါဆိုတဲ့နေရာနဲ့ရှိပါတယ်ဒီမှာဆိုလို့ရပါပြီအဲ့တော့ခွန်းကတော့အလဲမှာပဲဆိုလိုက်ပါတော့မယ်ကိုနေရတာဒီမိုက်မှာတယ်မိုက်ရမိုက်တယ်ပြောကြဘာလို့မှမသိပါဘူးကောင်းကြီးကကားကားလာတယ်မင်းကလေးဆိုအဲ့လိုမကားရဘူးဆိုတာပါအတန်းတော့ကောင်းပါတယ်ဒီရဲ့ပြိတ္တလေးနဲ့တပုံရိုက်ပါမယ်ပြိတ္တကတော့နည်းနည်းတူတူလေးလည်းမြင်ရတာဒီအဲ့ဒီလိုရှိရင်တော့ချင်းကိုပိတ်ပါမယ်ပြေးလို့ရလားတော့မသိဘူးကဲတချင်းလေးပဲဖွင့်ထားလိုက်မယ်နော်ကဲပြိတ္တလေးကိုနောက်ထားပြီးအဲ့လိုလိုက်ပါလက်စတိုင်းလေးတော့ပေးပါဦးကျုပ်တို့တမန်တိုးလိုက်ပါတယ်ငယ် boost ပေးပါမယ်အရင်ဆုံးတော့ boost ချလိုက်ပါဦးမယ်တွေ့ပါအခုကတော့စစ်တင်းရင်သွားပါမယ်စစ်မာတာရဲ့ကြိုက်ပါဒီတော့ကြိုက်ပါဒီလိုကြီးလည်းမကြိုက်ပါဘူးအဲ့လိုလည်းမကြိုက်ပါဘူးဘယ်လိုကြီးလဲကတော့နေတာပါဟာဘာလုပ်နေရမလဲကဲထိုင်သွားပါပြီဒါမှထိုင်ကုန်တော့မရှိပါဘူးပေါင်းဖြေးကပြီဒီလိုလေးတော့မိုက်ပါတယ်ဒါမှယုံစရာကြီးပါဘာချောက်ရှင်မနေတော့ဘူးဒါလေးပဲလုပ်လိုက်ပါတော့မယ်ဒါတော့သိပါနဲ့ဒါလေးမိုက်ပါတယ်ဒါလေးနဲ့ပဲရိုက်ပါတော့မယ်လိုက်ကြည့်ပေးကြပါအောင်လဲလိုက်ပါကဲရိုက်ပါမယ်မိုက်ပါတယ်ကဲ14မိနစ်လည်းရောက်ပြီဆိုတော့နားလိုက်ကြရ14မိနစ်ကြည်ရကြည့်ပြီးတဲ့လူတွေအကုန်လုံးကိုလည်းကျေးဇူးအထူးမှအထူးတင်ရှိပါတယ်တင်ရှိပါတယ်ပြောတာပါအခုလိုအတန်လေးကိုကြိုက်တယ်ဆိုရင်တော့comment ထဲမှာကြိုက်တယ်လို့မှတ်ပေးကြကြပါမကြိုက်ဘူးဆိုရင်တော့အသေးလေးပေးခဲ့ကြပါဦးဒီလောက်ပါပဲတတာ like and subscribe လေးလည်းလုပ်ပေးခဲ့ကြပါဦးတတာ